လူတိုင်းမှာသူတို့အတွက်ထမင်းကျွေးတဲ့အလုပ်ဆိုတာရှိတယ်အဲ့ဒီအလုပ်ကသူ့ကိုတကယ်ထမင်းကျွေးနေတယ်ဒါဆိုရင်တန်ဖိုးထားရမယ်အလုပ်ကပင်ပန်းတော့ပင်ပန်းလိမ့်မယ်ဒါပေမဲ့ထိုက်တန်တယ်ဆိုရင်အဲ့ဒီအလုပ်ကိုတန်ဖိုးထားရမယ်ပင်ပန်းလို့ညီးနေတော့တခြားအလုပ်ကရောမပင်ပန်းလို့လားအလုပ်မှန်သမျှမပင်ပန်းဘူးဆိုတာမရှိဘူးခန္ဓာကိုယ်ပင်ပန်းရင်ပင်ပန်းမပင်ပန်းရင်စိတ်ပင်ပန်းတာကြီးပဲဒါတော့ထမင်းတစ်လုံးစားတယ်ဆိုတော့လွယ်မလွယ်တာလက်တလောကိုထမင်းကျွေးနေတဲ့အလုပ်တွေဆိုတချို့ဆိုရင်အလုပ်ရဖို့တောင်မလွယ်တာအဲ့လိုအနေထားမျိုးမှာကိုကထမင်းစားဖို့အလုပ်ထမင်းစားလက်မှတ်အမြဲရနေတယ်ဆိုရင်အဲ့တော့ကိုကသူများတဲ့တာတာပဲမထီလေးစားမလုပ်ရဘူးလက်ရှိကိုထမင်းကျွေးနေတဲ့အလုပ်ကိုအထင်မသေးရဘူးအဲ့ဒီအရာကိုတန်ဖိုးထားပြီးတော့လုပ်ရမှာပဲပင်ပန်းတယ်လို့မငြင်းနဲ့ဘဝဆိုတာပင်ပန်းမှာပဲနောက်ကိုမှဘာတွေရှိသလဲကိုတာဝန်ယူရမယ့်အရာတွေရှိနေသလားလှူကျင်တာလားဒါတွေရှိနေသေးတယ်အလုပ်ရှိနေမှသာလှူခြင်းရင်လည်းလှူနိုင်မယ်ကျွေးခြင်းရင်လည်းကျွေးနိုင်မယ်ကိုမှကျွေးဖို့လူတွေရှိနေတယ်ဆိုဒီအလုပ်ကိုတန်ဖိုးထားပါပင်ပန်းတယ်လို့မငြင်းနဲ့တော့ဒီအလုပ်လုံးမှာငါထောက်ပံ့တဲ့သူတွေကိုထောက်ပံ့နိုင်မှာဒီအလုပ်လုံးမှာလှူနေကြအလှူတွေကိုလှူနိုင်မှာဒီအလုပ်လုံးမှာပြုနေကြကုသိုလ်တွေကိုပြုနိုင်မှာလို့သိကြရင်အဲ့ဒီအလုပ်တွေကိုတန်ဖိုးထားပါဒီအလုပ်တွေကိုမထီမဲ့မြင်မလုပ်ပါနဲ့ဒါဟာကိုယ့်အတွက်ထမင်းကျွေးနေတဲ့အလုပ်ပါကြည့်တော့ဘဝမှာလူတိုင်းဘဝတစ်ခုကိုယက်တည်ရတာမလွယ်ဘူးဆိုတာကိုသိရင်ဘယ်တော့မှအလုပ်ကိုမလေးမစားမလုပ်ပါနဲ့နေ့ညပင်ပန်းတယ်လို့လည်းမငြီးပါနဲ့ငှက်ဆိုတာပြန်ရင်းနဲ့သေတယ်လို့လူဆိုတာကြံရင်းနဲ့သေရတယ်အဲ့တော့ကြံစရင်အလုပ်လုပ်ရင်ဒီလိုပဲသေမှာပေါ့ရှိနေတဲ့အလုပ်ကိုလူတွေဟာကိုယ်လက်ရှိရထားတဲ့အရာတွေကိုကြတော့တန်ဖိုးမထားလုပ်တတ်ကြတယ်တခြားအရာတခုကိုမျှော်တတ်ကြတယ်အမှန်ကလက်ရှိထက်ကောင်းတာဘာမှမရှိဘူးလက်ရှိထက်သေချာတာဘာမှမရှိဘူးတခြားအရာကိုမျှော်မှန်းရင်ရနိုင်တဲ့အရေးအချင်းရှိအောင်ကြိုးစားအဲ့ဒီအရေးချင်းရှိတော့မှမှန်းလို့ရပြီဆိုတဲ့နေ့မှာထမင်းကျွေးမဲ့အလုပ်သေးကြပြီဆိုတဲ့နေ့မှာတော့ပြောင်းခြင်းပြောင်းလောလောဆယ်တော့ဘယ်တော့မှလက်ရှိလုပ်နေတဲ့အလုပ်တွေကိုမထီမဲ့မြင်မလေးမစားမလုပ်ပါနဲ့ထမင်းကျွေးသောအလုပ်ကိုအမြဲတမ်းမိုးထားပါအဲ့တော့အားလုံးသောတရားနာပရိသတ်အပေါင်းမိမိရဲ့ဘဝကိုမိမိတန်ဖိုးထားတယ်ဆိုရင်အလုပ်ကိုလည်းတန်ဖိုးထားပါမိမိမိသားစုကိုမိမိတန်ဖိုးထားတယ်ဆိုရင်အလုပ်ကိုလည်းတန်ဖိုးထားပါအလုပ်ကိုတန်ဖိုးထားမှအလုပ်ကလည်းကိုယ့်ကိုပြန်ပြီးတော့တန်ဖိုးထားတာဖြစ်တဲ့အတွက်တန်ဖိုးရှိတဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပြီးဘဝမှာတင်းတင်းတက်တက်ရက်တည်နိုင်သူများဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်အားလုံးအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ